မိုးကလည်းရွာတယ်မိုးတက်အောင်စောင့်ရင်လည်းစောင့်မနိုင်တော့ဘူးเนาะအဲ့တော့ဒီနားမှာကျွန်တော်တို့ဗရိတ်ခွန်เนาะဗရိတ်ခွန်သူရမှာနောက်ထောင်သုံးလုံးက4လို့ရเนาะ4ခွဒီနောက်ထောင်သုံးလုံး4အခွဗရိတ်ခွန်ရဲ့ဇောင်းမှာ3နှစ်ဆက်တိုက်ထွက်တဲ့ကဏ္ဍတစ်ခွက်ထွက်เนาะ964 964 964ဆိုပြီးတော့ကဏ္ဍတစ်ခွက်3နှစ်ဆက်တိုက်ရိုက်တယ်သူကနေတန်းသွားဗရိတ်6ပြီးဗရိတ်ခွန်ပြီးတော့အခုဒီမှာဗရိတ်6လို့ရိုက်နောက်ထောင်3လုံးကို4လို့ပဲရိုက်တယ်3ခွာတယ်နော်သူ့ရဲ့ဒီဇောင်းမှာထွက်တဲ့ကဏ္ဍကအဲ့ဒါ3နှစ်စောက်တဲ့ဆက်တိုက်ပေါက်တဲ့ကဏ္ဍမှာ3နှစ်ဆက်တိုက်ပေါက်ထားတဲ့ကဏ္ဍမှာနော်ဒါဆိုရင်ခွန်ပြီးပြီ6ပြီးပြီအခုကျွန်တော်တို့9လို့ရိုက်တယ်သူ့အောက်မှာနောက်ထောင်3လုံးကို4လို့ရိုက်တယ်2ခွာတယ်ဟောအဲ့ဒီ2ခွာတာတော့သူ့ရဲ့ဒီဇောင်းမှာထွက်မဲ့ကဏ္ဍဒီ3နှစ်ဆက်တိုက်ပေါက်တဲ့ကဏ္ဍဆို960 960 960ဒါမှမဟုတ်ရင်930 930 930 3နှစ်ဆက်တိုက်ပေါက်မဲ့ကဏ္ဍ930နဲ့960နှစ်ကွက်ပဲရှိတယ်နော်ဒါကျွန်တော်မိတ်ဆွေတွေကြိုက်သလားထိုးနော်ကျွန်တော်ကတော့ဒီ960ကိုပဲရွေးမယ်ကိုထိပ်စီကျွန်တော်ကင်ထားတာဟုတ်နော်ကျွန်တော်တို့ဒီပွဲမှာကျွန်တော်မိတ်ဆွေတွေအတွက်ဒီ line လေးကိုတစ်ချက်ကျွန်တော်တို့ကစားကြည့်မယ်နော်ဒီနေရာမှာကျွန်တော်တို့နောက်ပေါင်း5ဗရိတ်5နောက်ပေါင်း5ဗရိတ်5နော်ဒီမှာနောက်ပေါင်း5ဗရိတ်5အဲ့ဒီဗရိတ်5ရဲ့ဇောင်းမှာကျွန်တော်တို့ရှေ့ပေါင်း9ရှေ့ပေါင်း10ရှေ့ပေါင်း17လို့သူရိုက်သွားတယ်နော်တက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီနော်အပူအခွဇောင်းစင်ကစားနေနော်နောက်တစ်ခါဒီဗရိတ်9ရဲ့အပေါ်မှာရှိတဲ့အပူအခွအောက်ဆောင်ကိုလည်းသူကအပူအခွပဲကစားတယ်နော်ဒါဆိုရင်ဒီမှာဗရိတ်9ထွက်တာတယ်သူ့ဆောင်မှာအပူအခွရှိတယ်ဒီနေရာမှာလည်းကျွန်တော်ကအပူပဲယူမှာပဲနော်ဒီအပူကဏ္ဍ3ခွက်ကိုသူကဒီ9ဗရိတ်ဘေး9ဗရိတ်ဘေး9ဗရိတ်ဘေးပေါ့နော်ဒီမှာနှလုံးခွန်ဒီမှာနှလုံးခွန်ဒီမှာနှလုံးခွန်နေရှိတယ်ဒီနေရာထွက်တဲ့ကဏ္ဍပြန်ကြလို့ဒါကျွန်တော်ဖမ်းထားတာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့လောလောဆယ်အပူကစားခြင်းတယ်ပေါ့နော်အဲ့တော့6ပိတ်နဲ့ပူ9ပိတ်နဲ့ပူ4ပိတ်နဲ့ပူသွားမလားဒါမျိုးတွေလည်းရှိတယ်နော်ကိုယ့်ကိုယ်တာတွေးကြည့်အဲ့တော့9ထိပ်3ညထိပ်တစ်ခါ1ထိပ်နဲ့ပူမလားဒါဆိုရင်ကျွန်တော်တို့1 4ဆိုတဲ့ကဏ္ဍတစ်ခွက်ထည့်ရမယ်ထားလိုက်ပါတော့နော်အဲ့ဒါကအပူဆိုင်တယ်နောက်ဒီဆိုင်ကိုကြိုက်လို့ကျွန်တော်က9ပရိတ်နဲ့အောမယ်လို့ကျွန်တော်ထုတ်လိုက်တာနော်ဒီဆိုင်ကိုကျွန်တော်မပြသေးဘဲနဲ့သားလေးနေနေတာကျွန်တော်တို့9နှစ်ချားစီးထဲမှာအတန်ကြားရတယ်မဟုတ်လား9နှစ်ချားနော်ကျွန်တော်တို့1 2 3 4 5 6 9နှစ်1 2 3 4 5 6 9နှစ်နော်9နှစ်ချားစီးထဲမှာကျွန်တော်ဗရိတ်ဆက်1ဆောင်ကကနဗရိတ်ဆက်3ဆောင်ကကနနောက်နှစ်ကိုလိုက်ပေါက်ပြီးတာနဲ့သူ့ဘေးမှာဗရိတ်6က6လို့ဘူးတယ်အပူနော်အပူဒီနှစ်ပါဝါနောက်နှလုံးခွန်ကို3ညခွန်နောက်တွဲထားတဲ့အောက်ဆောင်မှာဗရိတ်ခွန်လို့ပေါက်ပြီးမှအဲ့ဒီခွန်ဗရိတ်ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီ6ဗရိတ်က6ဗရိတ်လို့ကူးတာလားအပူလားနော်အဲ့ဒီမှာနှစ်လားဖြစ်တယ်နော်သေချာကြည့်ဒါဆိုရင်သူကနေပြီးတော့ကျွန်တော်တို့9နှစ်ချားတက်လိုက်တဲ့ခါကျတော့ဗရိတ်ဆက်4နော်ခုနကကျွန်တော်ပြောခဲ့တယ်73ဗရိတ်ဇောင်းကကောင်နောက်နှစ်ကိုပေါက်ဒီမှာ14ဗရိတ်ရဲ့ဇောင်းကကဏ္ဍဒီသူ့ရဲ့နောက်နှစ်ကိုလာပေါက်တာပေါက်တော့လေသူကဒီနှစ်ရဲ့ပါဝါခွန်3ညနောက်တွဲနောက်ပေါင်းခွန်သူ့အောက်ဆောင်ဗရိတ်8လို့ဖြစ်တယ်နော်ခုနကတော့ကျွန်တော်တို့ဗရိတ်ခွန်အောက်မှာရင်ဆိုင်ဗရိတ်ပေါက်တာအခုဗရိတ်8ရဲ့အောက်မှာရင်ဆိုင်ဗရိတ်8ကဗရိတ်8လို့သူကထွက်မှာအပူနော်အပူဒီမှာကခွန်ဗရိတ်အောက်ရင်ဆိုင်ဗရိတ်ပေါက်တယ်8ဗရိတ်အောက်မှာဗရိတ်8ရင်ဆိုင်ပေါက်တယ်နော်မှတ်ထားနော်ဒီကဏ္ဍတွေကလည်းသူ့ရှေ့နှစ်ကကဏ္ဍတွေဖြစ်ခဲ့တယ်
ဒီကဏ္ဍကလည်းသူ့ရှိနှစ်ကကဏ္ဍဖြစ်ခဲ့တယ်ဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့3ပရိတ်4ပရိတ်ပြီးတော့5ပရိတ်ဇောင်းကကဏ္ဍပြီးသူ့ရဲ့နောက်နှစ်ကိုလာပေါက်တာနော်ပေါက်ပြီးသွားတာနဲ့အဲ့ဒီ5ပရိတ်ကဏ္ဍပြီးသူ့ရဲ့ဘေးမှာ5ပရိတ်ကို5ပရိတ်ရင်ဆိုင်ပေါက်ကမယ်လို့ကျွန်တော်ကတွေးလိုက်တာနော်အဲ့ဒီနေရာမှာ तू ကအပူးဖြစ်ကနော်ဟုတ်ပြီအဲ့တော့ဒီခွန်3ညနောက်တွဲလေးရဲ့ဇောင်းမှာခွန်ပရိတ်လို့ထည့်တယ်သူ့အောက်မှာပရိတ်ရင်ဆိုင်ရိုက်တယ်ဒီခွန်3ညနောက်တွဲလေးရဲ့ဇောင်းမှာပရိတ်8လို့ပေါက်တယ်သူ့အောက်မှာပရိတ်ရင်ဆိုင်ရိုက်တယ်ပူးတယ်ပေါ့ဗျာနော်အဲ့ဒီမှာလဲခွန်3ညနောက်တွဲလေးရဲ့ဇောင်းမှာ6ပရိတ်လို့ထည့်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီ5ပရိတ်ရင်ဆိုင်ပေါက်ကမှာဒီကဏ္ဍကလည်းသူ့ရှိနှစ်ကကဏ္ဍပရိတ်ရင်ဆိုင်ပေါက်တယ်ဒီကောင်ဒီလည်းသူ့ရှိနှစ်ကကဏ္ဍလာပေါက်တယ်ပရိတ်ရင်ဆိုင်ပေါက်တယ်ဒီမှာလည်းသူ့ရှိနှစ်ကကဏ္ဍနောက်နှစ်ကိုလာပေါက်တယ်6လို့ကူးတယ်8လို့ကူးတယ်အခုတခါကျွန်တော်တို့က9လို့ကူးမယ်နော်ဒါမျိုးလေးတွေးကြည့်တယ်အဲ့တော့ तू ကအပူးဆိုတာကြီးကပါနေတယ်နော်အပူးဆိုတာကြီးကပါနေတယ်အပူးနော်ပူးရမယ်အပူး5ပရိတ်ဖြစ်ကမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့အပူး5ပရိတ်ကိုဘယ်ကောင်နဲ့ကြီးမလဲဆိုတော့ခက်မြန်မြန်လေးပဲမိုးဝရွာလို့နော်ကိုထိုက်ပရိတ်ကိုနော်တို့3ညထိုက်ပရိတ်3ညတစ်ထိုက်ပရိတ်7 3ညခါးတွေနဲ့ထွက်တာတယ်နော်3ညခါးတွေနဲ့ထွက်တယ်3ညခါးတွေနဲ့ထွက်တာဟုတ်ပြီအဲ့ဒီ3ညခါးတွေထွက်ထားလို့3ညရဲ့ပါဝါ5ပရိတ်ကတစ်နှစ်ကျော်5ပရိတ်လို့သူကြနော်ကြရင်အဲ့ဒီကောင်ဒီ3ပရိတ်ပြီးမှကြ3 5လို့ဖြစ်နော်အဲ့သူ့ရဲ့အထက်တပင်ကျော်မှာနှစ်အပူးရှိမယ်ခွာ3ရှိမယ်သူကဒီခွာ3ရဲ့ပြီးမှနှစ်အပူးတစ်စုံထွက်ပြီးတော့မှအောက်တပွဲကျော်မှာ5ပရိတ်ရိုက်တယ်နော်5ပရိတ်ရိုက်တဲ့အချိန်မှာလေသူ့ရဲ့ပြီးမှ3ပရိတ်5ပရိတ်လို့ဖြစ်3ပြီးတော့ကျွန်တော်တို့ဒီမှာ4ပရိတ်5ပရိတ်လို့ဖြစ်နော်4ပရိတ်ရဲ့ဘေးမှာ5ပရိတ်3ပရိတ်ရဲ့ဘေးမှာ5ပရိတ်အဲ့ဒီမှာလဲခွာ3လို့ရိုက်တယ်သူ့ရဲ့ဘေးမှာနှစ်အပူးကစားတယ်နှစ်အပူးရဲ့တပွဲကျော်မှာ5ပရိတ်ဆိုတာယူဒီထက်နော်အဲ့ဒီမှာကျွန်တော်တို့ခွာ3ဘေးမှာအပူးကျွန်တော်တို့ရိုက်ခဲ့တယ်တပွဲကျော်5ပရိတ်မကြခဲ့ဘူးအခုဒီမှာခွာ3ဘေးမှာနှစ်အပူးကျသွားပြီသူ့ရဲ့အောက်တပွဲကျော်ဒီပွဲမှာကျွန်တော်တို့က5ပရိတ်ကစားရတယ်အဲ့တော့ရှေ့ကကျွန်တော်တို့3ပရိတ်ဘေးမှာ9တာ4ပရိတ်ဘေးမှာ9တာအခု5ပရိတ်ရဲ့ဘေးမှာကျွန်တော်တို့က9ကျင်လား9ကျင်လား5ပရိတ်နော်ဟုတ်ပြီဒါဆိုရင်အဲ့ဒီနှစ်ထဲမှာဒီ6ထိုက်ပရိတ်6ကနေ2နှစ်ကျော်မှာ8နောက်ဘူးတဘူးကြသူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီခွာ3နောက်ပိတ်လို့ထွက်ပြီးတော့ရှေ့ပေါင်း8ဒီရှေ့နောက်ပိတ်ကိုရှေ့ပေါင်း8နော်အဘူးအဲ့ဒီ3ညပရိတ်3ညရိုက်ပြီး2နှစ်ကျော်မှာ8အပူးတစ်ချိန်ထွက်ပြီးတော့လည်းသူ့ရဲ့အောက်မှာရှေ့ပေါင်း8လို့ရိုက်တယ်ဝတ်30ကနောက်ပိတ်နဲ့ထွက်တယ်အပူးနော်အပူးပဲဖြစ်ကမှာဒါဆိုရင်ကျွန်တော်တို့တစ်ထိပ်ပရိတ်1လို့ရိုက်ပြီး2နှစ်ကျော်မှာ8နောက်ဘူးတစ်ချိန်ထွက်ပြီးသူ့ရဲ့အောက်မှာဒီ8ဘူးကြောင့်ရှေ့ပေါင်းက8လို့ဖြစ်ကဟောဒီခွာခွန်ပြီးခွန်နောက်ပိတ်လို့ဖြစ်ကရှေ့ပေါင်း8နဲ့ခွန်နောက်ပိတ်ဆိုတော့ကျွန်တော်တို့ခုနကခေါ်လိုက်တယ်နှစ်အပူတပွဲကျော်5ပရိတ်နဲ့အန်ခိုက်ပဲဝင်သွားရောနော်အဲ့ဒီနှစ်အပူဘာသုံးဘေးမှာနှစ်ပူးတယ်တပွဲကျော်မှာ5ပရိတ်ကြတယ်ဘာသုံးဘေးမှာနှစ်ပူးတယ်တပွဲကျော်မှာ5ပရိတ်ကြတယ်ဘာသုံးဘေးမှာနှစ်ပူးတယ်တပွဲကျော်မှာ5ပရိတ်အပူကြမယ်နော်အဲ့ဒီရှစ်ပူးလို့ရှေ့ပေါင်း8နဲ့အပူထွက်တယ်ဒီမှာ8ပူးပဲလို့ရှေ့ပေါင်း8နဲ့အပူထွက်တယ်ဒီမှာ8ပူးသွားပြီရှေ့ပေါင်း8နဲ့အပူထွက်တာ
ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ line တွေကနေကျွန်တော်တို့အဲ့ဒီသူ့ရဲ့2နှစ်ကျော်6ချိန်ထွက်တဲ့ကဏ္ဍကျွန်တော်တို့ဒီတုံညာထိပ်စီးရဲ့အဆောင်ဗရိတ်3က3လိုပဲကူးသွားတယ်ခွန်နောက်ပိတ်အမြင်နဲ့ကူးသူကနေတန်းသွားလိုက်တုံညာထိပ်ပြီးတော့တစ်ထက်ရဲ့ဆောင်မှာထွက်တယ်ဟဲ့ဒီ6ဗရိတ်ပြီး6ဗရိတ်လို့ကူးတယ်ခွန်နောက်ပိတ်နဲ့ပဲကူးနော်ခုနကတော့3ဒါဆိုရင်သူကနေတန်းကျွန်တော်တို့အခုသွားလိုက်တော့ဒီမှာနှစ်ထိပ်စီဖြစ်သူ့ရဲ့ဇောင်းမှာရှိတဲ့9ဗရိတ်ဒီသူ့ရဲ့နောက်နှစ်ကိုခွန်နောက်ပိတ်အငိမ့်နဲ့9ဗရိတ်ကူးပါ9သူက9ချိန်မှာခွန်နောက်ပိတ်နဲ့ဗရိတ်ရင်ဆိုင်လိုက်နော်တခါဒီမှာလဲ9ချိန်မှာခွန်နောက်ပိတ်နဲ့ဗရိတ်ကိုရင်ဆိုင်ရိုက်တာဒါဆိုရင်အခုကျွန်တော်တို့ကစားမဲ့ဒီ9ချိန်ခွန်နောက်ပိတ်နဲ့9ဗရိတ်ရင်ဆိုင်ရိုက်အောင်မလားနော်ရိုက်နိုင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီခွန်နေကကျွန်တော်တို့ဒီခွာ3နေဒီခွာ3နေဒီခွာ3နေဒီမှာခွန်နောက်ပိတ်တွေနဲ့လှမ်းပေါင်းမှသူကတုံညာဖြစ်မယ်အဲ့ဒီတုံညာတွေကဒီမှာတုံညာခါးတွေထည့်ခဲ့တာနော်ဒီကွာ3နဲ့ဒီခွန်နောက်ပိတ်နဲ့မှာတုံညာလို့ရိုက်တယ်ဒီမှာတုံညာခါးတွေသူထည့်ခဲ့တာနော်ဒီမှာလဲကွာ3တွေနှစ်ကြိမ်မှာတည်ခဲ့ပြီကွာ3နဲ့ခွန်နောက်ပိတ်နဲ့30ရိုက်ဖို့ဟာဒီမှာတုံညာခါးတွေသူထည့်ခဲ့တာအဲ့သူကအဲ့ဒီမှာ6ကြိမ်မှာ3ပရိတ်ရင်ဆိုင်ကိုခွန်နောက်ပိတ်ကအငြိမ်6ပရိတ်ရင်ဆိုင်ကိုခွန်နောက်ပိတ်ကအငြိမ်9ပရိတ်ရင်ဆိုင်ကိုခွန်နောက်ပိတ်ကအငြိမ်အဲ့ဒီလိုဖြစ်လိုက်တာနဲ့ကျွန်တော်တို့ကဒီရှေ့အပူးကြောင့်ရှေ့ပေါင်း8နဲ့ဒီ3တီနောက်ပိတ်အပူးဒီရှေ့အပူးကြောင့်ဝတ်30ဒီနောက်ပိတ်နဲ့ရှေ့ပေါင်း8အပူးကဒီမှာရှေ့အပူးကြောင့်ရှေ့ပေါင်း8ကိုဒီခွာခွန်ဒီခွန်နောက်ပိတ်နဲ့အပူး3 line စုံသွားတယ်3 line စုံသွားတဲ့နေရာမှာအခုကျွန်တော်ပြတဲ့9နှစ်ချားစီးလေးကတနည်းကျော်ဒီကနန်းဒီနောက်နှစ်ကိုလာပေါက်ဗရိတ်ရင်ဆိုင်ရိုက်တယ်ခွန်ဗရိတ်အောက်ရိုက်တယ်ဒီကနန်းဒီသူ့ရဲ့နောက်နှစ်ကိုလာပေါက်တယ်ဗရိတ်ရင်ဆိုင်ရိုက်တယ်10ဗရိတ်အောက်ရိုက်တယ်နော်ဒီမှာတော့ခွန်ဗရိတ်အောက်ဒီမှာကျတော့သူက10ဗရိတ်အောက်ရိုက်တယ်ဒီကနန်းဒီသူ့ရဲ့နောက်နှစ်ကိုလာပေါက်တယ်6ဗရိတ်အောက်မှာဗရိတ်ကရင်ဆိုင်ပေါက်ကခွန်နောက်ပိတ်ဖြစ်ကမယ်အပူးဖြစ်ကမယ်ဘာကြံသေးလဲထဲ့စရာခုနကတော့ကျွန်တော်အကိုကြီးမန်းလိုက်တဲ့လေးခွန်9ခွန်နှစ်ကွက်သေးပဲရှိနော်ရှေ့ပေါင်းကလည်းရှေ့ဖြစ်ကမယ်ဗရိတ်ကလည်း9ရမယ်ပူးရမယ်ဗျာကဲကိုယ်တည်းနှစ်ကွက်ပဲရှိတယ်အဲ့ဒီမှာကျွန်တော်က9ခွန်ကိုဘာလို့ရွေးတယ်လဲဆိုတော့ကျွန်တော်ဟိုနေ့ကပြောခဲ့ပါတယ်နော်ကျွန်တော်တို့916ပြန်ကြလို့သူ့ရဲ့ဇောင်းကကဏ္ဍဆိုရင်9ခွန်9ဆိုတဲ့ဒီကဏ္ဍဒီပွဲကိုထွက်လို့ရတယ်နော်နောက်မနေ့ကပြောတယ်9ပရိတ်ကဏ္ဍနေနောက်နှစ်ကိုလာပေါက်တာနော်ဒီမှာ9ပရိတ်ကဏ္ဍနောက်နှစ်ကိုလာပေါက်တာတခါဒီမှာကျွန်တော်တို့9ပရိတ်ကဏ္ဍနောက်နှစ်ကိုလာပေါက်တာနောက်တစ်ခါဒီမှာ9ပရိတ်ကဏ္ဍနောက်နှစ်ကိုလာပေါက်တာဒါဆိုရင်ဒီနှစ်ထဲက9ပရိတ်ကဏ္ဍကဒီဘက်နှစ်ကိုမလာသေးဘူးဒီကောင်ကြီးလာသွားမှလားဒီပွဲမှာအဲ့ဒါတွေကိုကျွန်တော်ကသွားပြီးတော့တွေးလိုက်တော့ကဲဒီပွဲတော့9ပရိတ်နဲ့10ပရိတ်နှစ်မျိုး10ပရိတ်နဲ့ကတစ်ခွက်ပဲထုတ်တယ်9ပရိတ်နဲ့ကလည်းနှစ်ကွက်ထုတ်ထားတယ်ပေါ့နော်ကျွန်တော်960ပါထည့်တယ်ကျွန်တော်မိတ်ဆွေတွေတည်တည်ချာချာပြန်ကြည့်ပါနော်9ခွန်နဲ့960ကစိုက်အများဆုံးထဲမှာပါတယ်9ပရိတ်တစ်နှစ်ကျော်ကဏ္ဍနေမိနစ်ကကဏ္ဍနေကျွန်တော်မိတ်ဆွေတွေအနေနဲ့နေ့ခွန်လုံးကလို့မဖြစ်ရအောင်လို့နော်ကျွန်တော်တို့ဒီနေရာမှာဗရိတ်30ဇောင်းကကဏ္ဍနော်
5ပရိတ်3ညာပရိတ်လို့ဖြစ်တယ်သူ့ဇောင်းမှာထွက်တဲ့ကဏ္ဍပရိတ်7အဲ့ဒီဇောင်းမှာထွက်တဲ့ကဏ္ဍကအပူပဲနော်ဒါ9ဇောနဲ့ခုနှစ်ထဲ9ဇောနဲ့ခုနှစ်ထဲနော်5ပရိတ်3ညာပရိတ်1နော်3ညာ5 1လို့ဖြစ်တယ်သူ့ရဲ့ဇောင်းမှာအပူထွက်တယ်3ညာ5 1သူကဟိုကောင်နဲ့ကျွန်တော်ဒီကောင်နဲ့သွားမှားနေနော်အဲ့ဒီကောင်မယူနဲ့3ညာပရိတ်ဇောင်းမှာပြန်ကြနော်3ညာပရိတ်ဇောင်းမှာပြန်ကြအဲ့ဒီပြန်ကြက3ညာပရိတ်ဇောင်းမှာပြန်ကြကနေကြာသူဇောင်းမှာအပူ3ညာပရိတ်ပြီးတော့ကျွန်တော်ဒီမှာ1ပရိတ်ဇောင်းမှာပြန်ကြသူ့ဇောင်းမှာအပူအဲ့တခါ3ညာပရိတ်1ပရိတ်ပြီးတော့အခု2ပရိတ်ဇောင်းမှာ935ပြန်ကြသူ့ဇောင်းမှာအပူနော်အပူပူရမယ်ပေါ့ဗျာနော်ပူတာမပူတာကျွန်တော်မသိဘူးပူတော့ပူးစင်နော်မိုးကအေးလို့လားမသိပါဘူးဒါဆိုရင်နောက်တစ်ချက်ကျွန်တော်တို့ဒီ9ထိပ်စီဘရိတ်ခွန်သူ့အောက်မှာအပူပဲတစ်ခါဒီမှာ9ထိပ်စီဘရိတ်8သူ့ရဲ့အောက်မှာအပူပဲနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9ထိပ်စီဘရိတ်ကိုသူ့ရဲ့အောက်မှာအပူပဲဖြစ်ကနော်အဲ့ဒီ9စုံတဲ့ခုနှစ်ထဲမှာအပူက3မျိုးလောက်စုံတယ်ထားလိုက်ပါတော့ကျွန်တော်ပြတဲ့ height 9နေချားစီးရဒီ line လေးကဒီနှစ်ပါဝါခွန်နောက်ပိတ်နဲ့ခွန်3ညနောက်တွဲသွားမှာ break ခွန်သူ့အောက်မှာရင်ဆိုင် break ထွက်မယ်နှစ်ပါဝါခွန်နောက်ပိတ်နဲ့3ညခွန်နောက်တွဲတယ် break ရှိလို့တဲ့တယ်သူ့အောက်ထွက်တဲ့ကဏ္ဍရင်ဆိုင်ထွက်မယ် break ဒါဆိုရင်အခုကျွန်တော်တို့နှစ်ပါဝါခွန်နောက်ပိတ်တယ်ခွန်3ညနောက်တွဲတွဲတယ်သူ့ဇောင်းမှာ break 6လို့ထွက်တယ်သူ့အောက်ထွက်တဲ့ကဏ္ဍသည်ပရိတ်ရင်ဆိုင်ပေါက်ကမယ်9ပရိတ်လားကဏ္ဍတူကဏ္ဍ960လားဒါပဲရှိကျွန်တော်မိတ်ဆွေတွေအားလုံးဒီပွဲမှာစိတ်ပါရင်နော်စိတ်ပါရင်ရှိတဲ့ပြန်မိမပါပေါင်ထိုးလိုက်လို့ရတယ်9ပရိတ်ကဏ္ဍ2ကွက်ထဲကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေနော်မိုးရီရွာလို့ဒီလောက်ပဲနားပါတော့မယ်ကြဖို့ကုံပြီလို့တော့မထင်နဲ့မကုံသေးဘူးเนาะကျဲတာထွက်သွားမယ်စိုက်မကုံဘူးကြိုက်သွားပြီတဲ့ကဲကြိုက်သွားမှာဗောเนาะကြိုက်သွားရင်စောအားလေးတော့ပါပါလေးပုတ်เนาะအားလုံးပဲကံကောင်းကြပါစေဗျာเนาะ